ဒါတော့ကျွန်တော်တို့ရွာရဲ့ကျွန်တော်တို့ရွာရဲ့အရင်တော့ဒါရွာထိပ်ကြီးပေါ့နော်ဒါရွာထိပ်ခုကျတော့တဲစားရေတိုက်စားပြီးတော့ဒါဖုံကြောင်းပရုံပေါ့နော်တဖြည်းဖြည်းနဲ့ရေစားပြီးတော့ဒါလိုဖြစ်သွားတော့ဒါတိန်ဒါကျွန်တော်တို့ခက်တာကျွန်းရရဲ့ဇေဒီရောပေါ့လေးကျွန်းရအောင်ဇေဒီရောဒါကျွန်တော်တို့ဘိုးတွေပွားတွေဒါလူရဲ့ဇေဒီရောရမီရဖတယ်ဒါတော့မကေကိုဖျားကျွန်တော်ဟိုးငယ်လေးရဲ့မကေကိုဖျားဒီဆောင်းလျှောက်ကောင်းနေရှိခဲ့တယ်ပေါ့ကျွန်တော်ရမှာဒါတော့ဒါပင်လေပါဒီနောက်ကပင်လေဒါနိုင်နာရွာနီးနာချင်းပေါ်နေပါတယ်ဒါကျွန်တော်ဟိုးဒီတော့ကဆိုင်မို့ဟောင်းပေါ့ဒါဖုံးကြောင်းမဟုတ်ဥပါဘူးဆိုင်မို့ဘတော့မဟုတ်ဥပါဘူးနာတိတ်ထီကြောင်းကတချင်းချီရွာကျွန်တော်ရှိတိုင်းကျွန်တော်ရွာပေါ့ညဘရောဒီတော့ဒါကြီးကဒီတော့ကျွန်တော်တို့အိမ်ကဒီအရှိပါဘုံเจ้าနဲ့ကျွန်တော်တို့အိမ်နဲ့မျက်နှာချင်းဆိုင်ပေါ့နော်အခုကျအရင်တော့ဒါရွာထိတ်ကြီးကွာဟိုးမှာရေနေရအရင်တော့ကျွန်းကြီးပေါ့နော်ရေတိုက်စားပြီးဟိုးဘက်ထိတ်မှာကျွန်းကြီးပြန်တယ်တဲတွေကဒီကနေတိုက်စားဟိုမှာတော့ပြန်စုအဲ့လိုမျိုးဒါတော့ဖြစ်ကုန်အရင်တော့ဒါရွာလေကြီးပေါ့နော်ရွာလေလည်းဟုတ်တယ်ရွာထိတ်လည်းဟုတ်တယ်တကယ်ချက်ချာကြတယ်ဒါခုတော့ရွာရဲ့ဟိုဘက်မှာတောင်တွေကတဲရီဟိုဘက်မှာတစ်တွေပြန်ပို့တော့ဒီဘက်မှာတိုက်စားဟိုမှာပြန်ပို့တော့လူတွေဟိုဘက်ကိုပြောင်းကြပါတော့ကန်ချွန်းထိပ်ဘက်ကိုကန်နာလို့ခေါ်ချွန်းထိပ်လို့ခေါ်ရွာအတုံးတော့အဲ့လိုမျိုးပြောင်းကြပါတော့ရေလုံးကန်းလုံးကျကန်စက်နဲ့နီးရပတ်တွေပြောင်းကြဒါကတော့ရွာဟောင်းလို့ဖြစ်သွားတာဟိုးရင်တော့ကျတော့ပြီးခဲ့နှစ်ပိုင်းတွေလွန်ခဲ့နှစ်တွေတော့ကျတော့ကျွန်တော်အတူပါတွေပဲချလို့ရှင်ဒီဘက်တွေချတာပေါ့နော်ဟိုးနောက်ကနေချတယ်ဆိုတော့အခုနောက်ပိုင်းတော့ဒီဘက်တွေချလာမချလာတော့ကျွန်တော်မသိတော့ဘူးเนาะဒါတိမ်မှာကျွန်တော်တို့ဇင်းနေပါတက်လို့ရှိရင်ဒီလာရပေါ့เนาะကျွန်တော်ရတာငယ်အငွေ့တက်မှတ်တရတကယ်ကျွန်တော်ဒီခက်တာကျွန်တော်ပုံရိပ်အဲ့လိုပြောကျွန်တော်ခက်တာကျွန်တော်ပုံရိပ်မှတ်တရပါတကယ်အဲ့ရကြတော့ဒီကောင်ကရင်တော့တောက်ယူကြရင်ကျွန်တော်နှစ်တန်းနဲ့လောက်2006လောက်မမီတော့အဲ့လိုဖြစ်နေတယ်ငယ်အောင်တော့19နှစ်လောက်ကငယ်19နှစ်20လောက်တည်းဒါဒီကြရင်ပေါ့နော်ရေကိုတောက်ယူရေထဲတယ်ဒီတော့ဒီတက်တဲ့ဆိုလို့ရှိရင်ဒါရှောက်လန်းနေပေါ့နော်ဒါငကေုံရှောက်လန်းမှာဒါနှစ်လန်းလို့ပေါ့ကျွေပြားကြီးကတ်တာကြီးအောက်မှာတော့ရှောက်တယ်ဒါရှည်တက်ပြီးတေးပုံအောင်မဖြစ်သွားဘူးတေးဖို့အောင်နော်ဒီတော့ဒီအပြည့်အတကျွေပြားကြီးအပြည့်ခင်းတာပေါ့နော်ရှောက်လန်းဒါနှစ်လန်းလို့လည်းခေါ်ပါနော်ဒီရှေ့မှာကျတော့ဒီဒါကဟိုဒါကဘာလဲဆိုတော့ဒါခေါင်းလောင်းရင်တော့ဒါခေါင်းဒါအခုတော့မရှိတော့ဘူးเนาะဟောအစံပုတ်